ဒီ professional ဖိုက်တာလုပ်နေတာတွေကိုကြည့်လိုက်ပါအောင်ဗျာသူဟာဘာတစ်ခုတည်းလမ်းလျှောက်သွားရင်းနဲ့တာမန်ရက်သားတယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီလူကိုအလဲထိုးပစ်လိုက်တာပါသူ့နာမည်ကတော့ဂျိုးရှီလင်ဖြစ်ပြီးဂျိုးဝိုင်းထဲမှာရောအပြင်မှာပါစိတ်ကိုမထိန်ချုံနိုင်တဲ့လူမိုက်တယောက်ပေါ့သူဟာတနာရီလာဖိုက်တာမေဘင်မန်ဟော့ဖ်ကိုအလဲထိုးနိုင်ခဲ့ပြီးနမီကျော်လာသူလည်းဖြစ်ပါတယ်ဘာကအဖြစ်ပြက်ပြီးကျင်းပတဲ့ဒင်းစာရှင်းလင်းပွဲမှာတော့သူ့ရဲ့ပြန်ဘက်ဖြစ်သူ UFC ချန်ပီယံဟောင်းလုံးရောက်ခိုးကဒီလိုရင်ရှာဖွေလို့ရအတွက်သူ့ကိုပြောင်းချဝေဖန်ခဲ့ပါတယ်ဂျိုးကလည်းဒီကောင်ငါ့ကိုအရင်တိုက်မိလို့ဖြစ်ရတာဆိုပြီးပြန်လဲအော်ဟစ်ခဲ့ပါသေးတယ်အဲ့ဒီနောက်မှာတော့သူကပထမချီမှာတဲ့အလဲထိုးပြမယ်ဆိုပြီးကြုံရခဲ့တာပေါ့ပွဲစားတဲ့အချိန်မှာတော့ဂျိုးဟာသူ့ရဲ့စကားတွေကိုတက်တည်ပြဖို့ယုံကြည်မှုအပြည့်နဲ့တက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းလုံးကသူ့ရဲ့ကံကောင်းခြင်းလက်ဆောင်အဖြစ်ပရိသတ်လူငယ်လေးတယောက်ကိုခေါ်ပြီးဂျိုးဝိုင်းနဲ့တက်လာခဲ့တာပါဂျိုးဟာပြင်းထန်တဲ့ကံချက်တွေနဲ့ဖိအားပေးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ကမ္ဘာအဆင့်မီတိုက်ခိုက်ရေးသမားဖြစ်တဲ့လုံးကတော့ဒီကံချက်တွေကိုအတားလေးရှောင်ထွက်ရင်လက်ဝဲဗျူဟာကိုအသုံးချပြီးအကွာဝေးကိုထိန်းထားနိုင်ခဲ့ပါတယ်လုံးရဲ့တံပြန်ကံချက်တစ်ချက်ကြောင့်ဂျိုးတယောက်ရိုင်းသွားတဲ့အချိန်မှာတော့အခြေအနေကဆက်ပြောင်းလဲလာပါပြီလုံးကသူ့ကိုမြေပြင်ပေါ်ဆွဲလဲလိုက်ပြီးမင်းလောက်ကတော့အေးဆေးပါပဲဆိုတဲ့ပုံစံမျိုးနဲ့လောင်ပြောင်ပြလိုက်ပါသေးတယ်ဂျိုးကဒေါသကြီးနဲ့ပြန်တိုက်ပေမဲ့လုံးကတော့ကံချက်ပေါင်းစုံလက်တီးချက်ပေါင်းစုံနဲ့ပညာပေးနေခဲ့ပါတယ်အခုချိန်မှာတော့ဂျိုးရင်ဆိုင်နေရတာဘားတဲ့ကတာမန်ရက်သားမဟုတ်တော့ဘူးလေပထမချီပြီးမှာတော့ဂျိုးရဲ့တန်ရာတွေကတော်တော်လေးပြင်းထန်နေပြီးမို့သူ့ဖွဲ့သားတွေကရေခဲတွေနဲ့အသေးအတန်ပြုစုပေးနေရပါတယ်ဒုတိယချီမှာတော့ဂျိုးကအခြေအနေကိုပြောင်းလဲဖို့အားကုန်သုံးပြီးတိုက်စစ်ဆင်ခဲ့ရမယ်လုံးကသူ့ကိုမြေပြင်ပေါ်ဒုတိယအကြိမ်ထပ်မံဆွဲလဲပစ်လိုက်ပါတယ်အရာအလုံးရဲ့အဆုံးသတ်မှာတော့လုံးရဲ့အားပြင်းလုံးနဲ့လက်တီးချက်ကဂျိုးရဲ့မိကိုမိတ်ပစ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဒီမောက်မှာလာတဲ့ဂျိုးတယောက်သူ့ရဲ့စကားတွေအတွက်သင်ခန်းစာကောင်းကောင်းရပြီးအဆက်တကွဲနဲ့အလဲထိုးခံလိုက်ရပါပြီဗျအခုလိုအနိုင်ကျင့်တက်တဲ့လူမိုက်ကိုအမောက်တိတ်လိုက်တဲ့ပွဲစဉ်လေးကိုကျေနပ်မှုရှိရလားမမပြောတော့ပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုခြင်းရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်